မူစီနဲ့ပဲဆရာပြောမှဒီမူစီတွေကဆက်ရှင်နေရှိပြီသူများအိမ်မှာလှုပ်လာတာဒါမဲ့မူစီနဲ့ဆရာတွေ့တယ်ငါသမီးနေငါအိမ်မှာအိမ်ကူလှုပ်တာနောက်ဆုံးပဲဖြစ်ရမယ်လို့နေအိမ်ကူဖြစ်တာနောက်ဆုံးပဲဖြစ်ရမယ်ငါနဲ့ဆူတောင်းကောင်းကြီးပေးမယ်ဆရာလက်တယ်မလို့သူ့ရေးလက်ကောင်းကြီးပေးတယ်ကောင်းကြီးပေးပြီးတိတ်မကြောက်သူ့အုံနောက်တော်ကောင်းလာတယ်ဟိုတော့ဘောဒီဘောကြောင်နဲ့တော်ကောင်းလာတယ်အုံနောက်ကောင်းလာရင်လည်းသူဘယ်လောက်ထိကောင်းသွားတယ်ထင်လဲဒီအမိုင်ကကုံချမ်းနေအကုန်သူထုတ်သုံးနေတာဒီအမိုင်ကတရားဟောချက်ကမတင်ရသေးဘူး तू ကတင်ပြီးသွားပြီအခုဆရာတေးပေးလာလုံနေအောင် तू လုံနေပြီအိမ်မှာအိမ်ဆောက်တာမဟုတ်ဘူး तू အကြံမှာအဖန်ထုတ်နေပြီ तू ဒီမှာအကြံထုတ်နေပြီ तू နောက်ခဏနေဆရာအိမ်ပြန်ရောက်တာနဲ့ तू က online ပေါ်တင်ပြီးသားဖြစ်နေပြီတော့မတင်ရသေးဘူး तू တင်ပြီးသားနေတင်ပေးချာသူ့ရဲ့ face လို့နည်းနည်းတင်ပေးချာနေတော့မူစီတဲ့ချန်နာမူစီတဲ့ဆွဲနေတာအမဝင်ငွေကတော်ဖြောင်းနေပြီသူဘာပြောတင်လို့လဲပါကြီးတမီလာကမယူတော့ဒါမဲ့ဒီလမှာစပားဝယ်စရာရှိလို့2လကြိုထုတ်တယ်ကြံလှဲ့စားတာငါ့ကိုလှည့်စားတာဒီကောင်မလေးစပားတင်းပနေရလည်းမသိဝယ်စရာရှိလို့ပတ်စံမလောက်လို့2လတော့ကြိုထုတ်ပြစီတယ်ချိကဖြုတ်လိုက်သေးတယ်အစင်အထွက်မှာဒါပြင်းတော့မယူတော့ပါဘူးတဲ့ဟုတ်တယ်ယူလို့လည်းမရတော့ဘာဆို तू ကနောက်လာဆို तू က1000ကျော်ပြီလေဆရာအိမ်မှာလုံနေတဲ့ကောင်မလေးအလုပ်သမားလေးอ่ะခင်ဗျစဉ်းစားသူ့ရဲ့ YouTube ကဒေါ်လာ1000ကျော်ဝင်နေပြီတလားကိုမူစီဒီမူစီစဉ်းစားအင်္ဂလိပ်စကားတစ်လုံးမှမတတ်တဲ့မူစီอ่ะလှုပ်ထားတာကြည့်အကုန်ကြည့်မကြည့်ရှော့လို့အကြည့်ဟိုနေ့ဆရာမဆောင်းတဲ့တချက်ဆိုတယ်တို့တွေမမြင်တတ်ဘူးဒီဖွဲ့တွေသူတင်လိုက်ပြီစဉ်းစားတွေ့လားမကြည့်သူ့ရဲ့ profile ပုံကကြည့်ကိုလှတော့တာရုပ်သူ့ရဲ့ profile ပုံကြည့်လှတော့တာစပင်ကဟိုတော့ဟိုကွက်ထော်ရဲ့စပင်နဲ့လှတော့တာဒါမဲ့ကြည့်ဒီကလေးရဲ့ဝင်ငွေကအိမ်မှာ line မကောင်းလို့တဲ့ MP3 လုပ်ပြီးပို့ပေး YouTube မှာပြန်တင်ပေးပါတယ်အမေလှုပ်သေးတာငါ့ကိုစော်ကားပြီးငါအိမ်မှာနေတော့ဘာ line မကောင်းလဲဦးစီနေတွေ့မယ်နေငါနဲ့အိမ်ပြန်ရောက်အမေလှုပ်လိုက်တယ်သူကနာမည်ယူလိုက်တယ်မြန်မာပြည်ကဆရာတရားဟောနားထောင်ချင်တယ် line မကောင်းဘူးဆိုရင် Viber နဲ့အော်မဟုတ်ဘူးတို့အိမ်ပြောတာမဟုတ်ဘူးမြန်မာနိုင်ငံလူတွေအမဲဒီလို MP3 နဲ့အခမဲ့ပို့ပေးပါတယ်ရှင်သူလှုပ်စားနေတာဒါသူကြည့်အဲ့ဒီညံနေဘယ်ရလဲကြည့်ငယ်ကလေးက तू က10တန်းတော့မအောင်10တန်းလားမအောင်ဘူးအင်္ဂလိပ်စကားပြောရင်တလွဲကြီးရှောက်ပြောတာဘိုင်ဘာဖြစ်လဲဘိုင်ရကဘယ်လတီမကောင်းလို့တယ်လဲလိုက်တယ်ဘယ်လတီနင်ဘာဘယ်လတီလဲဘက်ထရီဒီနေ့ဒီမေးကြည့်သူဘယ်လတီပဲပြောတယ်ဒီနေ့ဒီတင်ပေးလို့မရတာဒီလှတော့တာအကြည့်ဒါမဲ့ကြည့်ဒါတွေသူဘယ်လိုဖြတ်တတ်လဲကြည့်အမှလည်းကြည့်ဟိုနေ့ကဘိုးဘွားရိတ်တာပို့ချင်းခံရတဲ့တီနာတဲ့သူလှုပ်လိုက်သေးတယ်အမတီနာလေးတဲ့85နှစ်အရွယ်တီနာလေးတဲ့ तू အမြစဉ်းစားကြည့်ဆရာအိမ်မှာနေခဲ့တဲ့ဒီကလေးမကအခုဆရာရဲ့အိမ်မှာအိမ်ဖို့မဟုတ်တော့ဘူးအဖေကကပ်တော့သူဆွဲသူ
तू ရှိသမျှလူကိုလှုပ်ရှားနေတာ तू ငါတို့တိုင်လုံးလဲကုတ်ပြီး तू လှုပ်ရှားနေတာအများစဉ်းစားဒါမဲ့ဆရာတခုပြောတယ်ဆရာရဲ့ဒီကသားသမီးတွေဆရာပြောတယ်ငါနားမှနေတော့မင်းတို့မလှုပ်ရှားတတ်တာမင်းတို့ရှုံးတာလို့မူစီတောင်လှုပ်ရှားတတ်တယ်လို့စဉ်းစားကြည့်အတကုံအမေအောက်မှာရေးလိုက်သေးတယ်မကြအမေ right time right place right people တဲ့ဘယ်ကနေ तू ကော်ပီရှောက်ကူးလဲမသိဘူးဟမ်အဲ့ဒါလေးကို तू လှုပ်တတ်တယ်လေပြောချင်တာမင်းစဉ်းစားဟမ်ခိုးကိတ်တွေပါတယ်ဖမ်းတင်ပလိုက်သေးတာဒီမှာဟမ်သူ့ရဲ့ဟာတွေလည်းကြည့်လိုက်အောင် 7.1 ဘာညာကောသူကိုင်းနေတယ်သူလောကရဲ့အလင်းနဲ့အဲ့ဒါတွေသူပုံနေဖြတ်ပြီးတော့ရှောက်ရှောက်တင်တာအမဲဆရာဆိုင်ပါလိုက်သေးတယ်သူ you name it man တွေ့သမျှလူသူကုံဆွဲတင်မှာအကုန်ဆွဲတင်မှာ तू ကဖြန့်ညက်ဆက်ပြီးတော့ तू ကုံတင်နေတာဆရာနားလည်အောင်ရှင်းပြမယ်ဒီမှာကြည့်ဒါကိုဆရာပြောအမဲအန်တီရိုဒါအမ तू ဘာလုပ်လဲ तू ဖုန်းလေးနဲ့ဖန်ဆွဲနေတာဘယ်ကနေစလဲတဲ့လားရှိတဲ့ဟာနဲ့စတာဒီကလေးမှာဆရာရဲ့ဖုန်းအဟောင်း iPhone အဟောင်းစပေးလိုက်တယ်အဲ့ဒါနဲ့ तू ကျွေးတာ तू ခုဘာနဲ့လုပ်တယ်ထင်လို့လဲ तू ရဲ့ဆရာပေးထားတဲ့ iPhone အဟောင်း iPhone 14နဲ့ iPhone 14နဲ့ဒါတွေနေ့တိုင်းတင်နေတာ तू မရှိဘူးဆိုတဲ့စကားပြောနေရှိတဲ့ဟာနဲ့အာမင်ရှိတဲ့ဟာနဲ့လုပ်လို့ရတာအခုသူ့ရဲ့ဝင်ငွေကဘာပဲဖြစ်ဖြစ်ဒီနိုင်ငံမှာမဆိုးပါဘူး3000ကျော်ဆိုတာလက်ကမယူတော့ဘူးလေမသူကပြောလိုက်သေးတယ်တမီးယုံကြည်တယ်တဲ့တောင်းကနန်းနဲ့ဝင်မှာဒေါ်လာသူလုံနေတယ်အုံနောက်ကဘယ်လိုတိနေလဲမသိဘူးနေ YouTube တင်ဖို့ဘယ်ကနေပညာရလဲဆို YouTube ကတဲ့ YouTube တင်ဖို့ YouTube ကနေပြန်ကြည့်တော့ YouTube နဲ့သူပြန်လုပ်တယ်စကားချအင်္ဂလိပ်စာတက်လားမတက်ဘူးဒါမဲ့ဆူတောင်းပေးပြီးကြတဲ့ဖျားလို့ဆရာဘာပြောချင်တာလဲညီကောင်မတော့တကယ်မျောလင့်သူ့ရဲ့မျောလင့်ခြင်းပါလဲဆရာအိမ်မှာလက်ကမယူပဲသူ့အလုပ်လုပ်ချင်တယ်ဒါဆိုသူ့ရဲ့ mindset ကပါလဲအိမ်ဖို့ mindset မဟုတ်တော့မြင်လားမသိဘူးငါမှုတော့လာဆောင်မယ်ဆရာရဲ့အိမ်မှာနေတော့ဝေယဝိဆအကုန်လုပ်ပေးမယ်ဒါပေမဲ့ငါလက်ကမယူဒါဆိုသူ့ရဲ့ mindset ဘာဖြစ်သွားပြီလဲအိမ်ဖို့ mindset မဟုတ်တော့ဟုတ်လားအမှုတော်ဆောင် mindset ဖြစ်သွားပြီအမှုတော်မြတ်ထဲမှာကျမဆရာလို့မဟောတတ်ဘူးဒါကြောင့်ဆရာတို့လုံနေတဲ့အနောက်ကနေကျမကူညီမယ်အဲ့တို့ကြောင့်ဖခင်ကျမကောင်းကြီးပေးမယ်ဉာဏ်ပညာပေးလာတဲ့သူလုံနေတာတွေဒါတွေအားလုံးကအဲ့ဒါတွေဆရာပြောချင်တာဖခင်လှုပ်လိုက်ရင်မူစီဦးတော်မှလှုပ်နိုင်ရင်တီနာလေးကိုလှုပ်နိုင်အမေတီနာလေးတဲ့သူကလှုပ်လိုက်တယ်ဒီမူစီဦးတော်မှလှုပ်နိုင်တဲ့ဖခင်ဘာလို့တော့မလှုပ်နိုင်မှာလဲဟမ်အင်္ဂလိပ်စကားတစ်လုံးမှမတတ်တဲ့လူကမူစီရဲ့တဲ့ဘယ်လိုလှုပ်လဲငါတို့သင်ပေးပါဦးအင်္ဂလိပ်စကားအရန်ကျွမ်းတဲ့ဖွဲ့ကပြန်ပြောနေရတယ်သူတက်ချင်းမတက်ချင်းနဲ့မဆိုင်အောင်ဖျားပေးတဲ့ပညာရဖို့လိုတယ်အာမင်